မင်္ဂလာပါရှင်လိုက်စာ TV ရဲ့မြန်မာဘာသာတိုင်းရင်းသားအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်စက်တင်ဘာ23ရက်နေ့ညရရှိထားသောသတင်းတွေကိုကျမခွန်မင်းကျလာကနေပြီးတော့တင်ဆက်ပေးသွားပါမယ်ရှင်စစ်ကောင်စီတပ်ဖွဲ့မှဝိုင်းမော်လက်မြောင်ဘက်ကိုစီရင်ရတူချေကစီရဲလှုပ်ရှားလာတာကြောင့် KIA ပူပေါင်းတပ်များနဲ့စက်တင်ဘာ10ရက်နေ့ကစပြီးတိုက်ပွဲများပြန်လည်ဖြစ်ပွားနေပါတယ်။တိုက်ပွဲဖြစ်ပွားတဲ့ရှိတဲ့လက်မြောင်ရွာဘက်ကိုဝိုင်းမော်မှာတက်ဆွဲနေတဲ့58တပ်မှလည်းလက်နက်ကြီးများပစ်ခတ်လျက်ရှိပြီးစက်ကစဘက်မှဂျက်လေရင်ဖြင့်9ကြိမ်ပုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့်လက်မြောင်ရွာနဲ့အနိဗဝင်းကျင်းနမဝမူဂျစ်ဝရှောင်းဝီယန်ရွာများတွင်ကြာရပောက်ကွဲပြီးယခုအချိန်ဒေတာခန့်များလဲစစ်ဘေးတင်းရှောင်နေကြရကြောင်းသိရပါတယ်ရှင်စစ်ကောင်စီတပ်ဟာပြည်သူများတွာလာနေတော့လန်တောင်များပေါ်တွင်စစ်ဆေးမှုများတင်းကျပ်စွာပြုလုပ်နေကြောင်းဒေတာခန့်များထပ်မံသိရပါတယ်ခီးတွားပြည်သူများ၏ဖုံအိမ်များကိုစစ်ဆေးရုံတာမကစံကေတူပေါက်များကိုလည်းအတင်းအကျပ်စစ်ဆေးမြင်မြန်မှုပြုလုပ်လာတာကြောင့်ပြည်သူများအမြဲတတိပြုလျက်တွာလာနေရကြောင်းလည်းသိရပါတယ်စစ်ဆေးမြင်မြန်မှုများပြုလုပ်ရာတွင်မတင်ကားတော့ခီးတွားပြည်သူများကိုရိတ်နှက်ချင်းချောက်မှုများပတ်စံမတရားတောင်းခံမှုများပြုလုပ်နေကြောင်းလည်းသိရပါတယ်ရှင်ကဲဝနောက်ပိုင်းတိုင်းကျမရေးဌာနမှကြီးရွာများတို့ကွင်းစင်းကဝမ်ပြက်ဝမ်လျှော်ယောဂအကြောင်းအတိပညာဟောပြောခြင်းနဲ့ကြီးရွာရှိရေတွင်တိုင်းကိုဗုဒ္ဓဆေးများထေပေးခြင်းအစီအစဉ်ပြုလုပ်နေကြောင်းသိရပါတယ်။ဒေတာအတွင်းရှိမိဘပြည်သူများမှတက်ကြီးရေအိုများကိုဝင်ဆောင်မိခင်များနှင့်ကလေးတူငယ်တွေမှာဝမ်ပြက်ဝမ်လျှော်ယောဂဖြစ်များလာတာကြောင့်ကျမရေးဌာနမှကာကွယ်ဆေးဖြန့်ဝေပေးခြင်းအစီအစဉ်ပြုလုပ်ကြောင်းသိရပါတယ်။၎င်းအစီအစဉ်ကို Lot Ong Lot Mayang Gashra မကြည့်ဘူးဒေတာရှိကျေးရွာတိုင်းတွင်ပြုလုပ်ခဲ့ပြီးအများတုံးရည်တွင်အိမ်တုံးရည်တွင်တိုင်းတွင်ဝမ်ပြက်ဝမ်လျှော်ယောဂကိုကာကွယ်နိုင်ရန်ဗုဒ္ဓဆေးများထေပေးခြင်းဖြစ်ကြောင်းသိရပါတယ်။ကျမရေးတာပင်ရှိသူများမှလည်းဒေတာအတွင်းကျမရေးအတိပညာဟောပြောခြင်းဒေတာအတွင်းစောက်တောက်ကုန်တက်တန်းများစစ်ဆေးပေးခြင်းကျမရေးစစ်ဆေးပေးခြင်းများပြုလုပ်လျက်ရှိကြောင်းသိရပါတယ်ရှင်။နာဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။